မင်္ဂလာပါ27 media မှာကြိုဆိုပါရစေဒီနေ့ကျွန်တော်တို့ရဲ့27 media မှာဘာတွေ printing ပြုလုပ်နေတာလဲဆိုတော့ကျွန်တော်မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒီနေ့ကတော့တောက်ကြနေပါကျွန်တော်တို့ဒီပထမဆုံးအနေနဲ့ကတော့အခုကျွန်တော်တို့ဒီဆက်ကတော့ ID card တွေ member card တွေကို printing ပြုလုပ်ပေးနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့အခုပြုလုပ်နေတာကတော့ ID card ပါ ID card မှာဆိုရင်ကျွန်တော်တို့ကရှေးနောက်ဆိုပြီးတော့ကျွန်တော်တို့က2မျိုး printing ပြုလုပ်နိုင်ပါတယ်လူချင်းမျိုးအနေနဲ့ယခုလိုမျိုး quality ကောင်းကောင်းနဲ့ ID card တွေမှာယူခြင်းနေဆိုရင်အရေးတော့10ခုကနေစတင်ပြီးတော့မှောင်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ ID card အပြင် member card တွေကိုလည်းမှောင်နိုင်မှာဖြစ်ပါတယ် member card မှာဆိုရင်ကျွန်တော်တို့ gold card silver card white card ဆိုပြီးတော့3မျိုးရွေးချယ်ပြီးတော့လူချင်းမျိုးအနေနဲ့မှောင်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့အမြန်ဆုံးဝန်ဆောင်မှုလည်းပေးပါတယ်အကောင်းဆုံး quality နဲ့လည်းလူချင်းမျိုးရရှိမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ကတော့ဒီနေ့ကျွန်တော်ရဲ့27 media မှာ UV printing ကိုပဲတည်တံ့ပြမှာဖြစ်ပါတယ်အခုနပြခဲ့တာကတော့ကျွန်တော်တို့ ID card member card printing ကိုပြခဲ့တာဖြစ်ပါတယ်နောက်ထပ်တခြားဘယ်လို UV printing တွေပြုလုပ်နေတယ်ဆိုတာကိုကျွန်တော်ထပ်မံပြသပေးမှာဖြစ်ပါတယ်ကျွန်တော်လိုက်ခဲ့ကြည့်ပေးပါကျွန်တော်တို့အခုထပ်မံပြသပေးမယ့်ဆက်ကတော့ကျွန်တော်တို့ 7 UV set ဖြစ်ပါတယ်ဒီအခု7 UV set မှာဆိုရင်ကျွန်တော်တို့က sticker ကို printing ပြုလုပ်ပေးနေရပဲဖြစ်ပါတယ်quality ကအထူးကောင်းမွန်တဲ့ quality ကိုရရှိမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နောက်ဆုံးပေါ်ဤပညာမြင့် set တွေကိုပဲအသုံးပြုထားဖြစ်တဲ့အတွက်တကယ်ကိုစလုံးလေးတွေမှာဆိုရင်လည်းအသေးစိတ်ထွက်ပြီးတော့အသေးစိတ်မြင်ရတဲ့ quality မျိုးစားကိုရရှိမှာပဲဖြစ်ပါတယ်။နောက်တစ်ခုကဒါ10 set ဖြစ်တဲ့အတွက် sticker မှမဟုတ်ဘူးအခြားဗနိုင်းတွေရိုက်ချင်နေဆိုရင်လည်းကျွန်တော်တို့ဗနိုင်းတွေကိုပါ printing ပြုလုပ်ပေးနေပါတယ်။ဗနိုင်းတွေမှာဆိုရင်လည်းကျွန်တော်တို့က10 site အကြီးဆုံးကနေပြီးတော့လိုချင်တဲ့ site ထီကိုရရှိမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့အခုဒီဘက်နှစ်ဖက်ကဆိုရင်ကျွန်တော်တို့ UV set ပါဂျပန်နိုင်ငံထုတ်မီမာကီ set တွေနောက်ဆုံးပေါ်နည်းပညာ set တွေကိုပဲကျွန်တော်တို့အသုံးပြုပြီးတော့ printing ပြုလုပ်ပေးနေပါတယ်အခုဒါဒီဟာဆိုရင်ကျွန်တော်တို့က label sticker ကို printing ပြုလုပ်ပေးနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးပေါ်နည်းပညာမြင့် set တွေကိုအသုံးပြုထားဖြစ်တဲ့အတွက်စလုံးလေးတွေမှာဆိုရင်လည်းကျွန်တော်တို့ကအသေးသေးလေးကနေစပြီးတော့မြင်နိုင်တဲ့ quality ကိုရရှိမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့နောက်ထပ်ဒီဟာကတော့ကျွန်တော်တို့က hologram sticker ကို print ပြုလုပ်ပေးနေရပဲဖြစ်ပါတယ်ဒီ hologram ရဲ့ sticker ရဲ့အားသာချက်ကတော့ကျွန်တော်တို့ကိုယ့်ရဲ့ brand တွေကိုယ့်ရဲ့ highlight လုပ်ချင်တဲ့ sticker တွေကိုကျွန်တော်တို့အသုံးပြုတဲ့ sticker မျိုးစားပဲဖြစ်ပါတယ်မီးအလင်းရောင်မှာကျွန်တော်တို့ကအမျိုးမျိုးပြောင်းလဲနိုင်တဲ့ sticker မျိုးစားဖြစ်ပါတယ်ဒါကတော့ hologram sticker ပါပြီးသွားရင်ကျွန်တော်တို့ကထုတ်ပြီးသွားတဲ့အခါမှာလွယ်တကူခွာကတ်လို့ရအောင်ဆိုပြီးတော့ကျွန်တော်တို့ကတစ်ဖက်မှာကတ်တင်ပြန်တင်မှာ print ကတ်တင်ပြန်တင်ပေးမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီနေ့မိတ်ဆက်ပြသခဲ့တာတော့ကျွန်တော်27 media မှာ UV printing တွေကိုပဲတည်တံ့ပြပေးခဲ့တာပဲဖြစ်ပါတယ်ယခုလိုမျိုး UV printing service အပြင်အခြားကျွန်တော်ဗန်တိုင်းအခြား sticker အခြား PSN ပစ္စည်းမျိုးစုံ stand မျိုးစုံကြော်ညာသုံးပစ္စည်းမျိုး